ဘာတင်သွားပြီလားအဲ့ဒါတင်သွားပြီအဲ့ဒါတင်သွားပြီနော်တာလေးမှာထားမယ်ညာလူကျနာလေးနဲ့လောတာလေးမှာထားမယ်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 ဒီလောက်တဲ့မြန်မာနိုင်ငံမှာငလင်းတွေလှုပ်ပြီးတော့သိနေတာကိုမင်းတို့ကလိုက်ဖွင့်ပြီးတော့ဈေးရောက်နိုင်သေးတယ်နော်တဲ့ဘာတင်သွားပြီလားအဲ့ဒါတင်သွားပြီအဲ့ဒါတင်သွားပြီနော်ပါပါနော်အဲ့ဒါတင်သွားပြီတော့သိလားမသိလို့မေးပါအောင်မယ်ဈေးရောက်လားမင်းတို့ဘာများလုပ်လို့လဲနော်တကယ်လို့ငါတို့ကဈေးမရောက်လို့ရှိလို့ရှိရင်ငါတို့စားဖို့မင်းတို့ကပေးပါလားပြောနော်ဟိုမှာအလုပ်သမားတွေရှိတယ်ဈေးရောက်မှထမင်းစားမှာလေမင်းတို့တော့မှနေ့တိုင်းထမင်းစားတယ်မစားဘူးလားပြောနော်ထမင်းစားတယ်နော်မင်းတို့ကနေ့တိုင်းထမင်းစားတယ်ထမင်းစားပြီးမင်းတို့ကောင်ကြည့်တယ်ကြတော့ဖုံးကြည့်တယ်ဖုံးကြည့်ပြီးသူများတွေကိုအလုပ်လုပ်တဲ့လူတွေကြားလို့ရှိရင်မင်းတို့ကပြောတယ်ဒီဈေးရောက်မှဒီကနေပြီးတော့လှူနိုင်ပါလေနော်အခုတို့ငါတို့လင်များလှူနေတာ30ရှိတယ်အဲ့30ပြုံထပ်လှူလို့လည်းရှိတယ်ဈေးရောက်မှလှူနိုင်မှာပေါ့တကယ်လို့ဈေးမရောက်မနဲ့အဲ့ဒီဥစ္စာကိုတကယ်လို့မင်းငါတို့ဈေးမရောက်စေချင်ဘူးဆိုလို့ရှိရင်ဈေးမရောက်ဘူးဈေးမရောက်လို့ရှိလို့ရှိရင်ငါတို့လှူမြောက်တာကိုငါတို့ဥစ္စာမင်းလှူပေးမှလားပြောနော်အလောက်မှာလို့တမားတွေရှိတယ်မင်းထမင်းကျွေးမှလားပြောပုံမှာဈေးထဲမှာဆိုလို့ရှိရင်သူများတွေဈေးရောက်နေမြန်မာပြည်သားတွေတပုံနဲ့ငလင်းလောက်တဲ့နေ့လည်းရောက်နေနော်ငလင်းလောက်ပြီးတရက်လည်းရောက်နေပဲလူဆိုတာသူတို့ထမင်းစားဖို့အတွက်လူတိုင်းမှာကိုယ့်ရဲ့ဥစ္စာရှိတယ်စိတ်မကောင်းတာကြောင့်ထမင်းစားဖို့အတွက်လူတိုင်းအလုပ်လုပ်ရတယ်လေလူတိုင်းအလုပ်လုပ်ရတယ်လေတကယ်လို့ဈေးမရောက်လို့ရှိလို့ရှိရင်အဲ့ဒါကိုမင်းကျွေးမှလားလို့ထမင်းကမင်းတို့ကမပြောချင်ဘူးဒါမှမဟုတ်လို့ရှိရင်ငါတို့ဈေးမရောက်လိုက်ချလိုက်မယ်ရတယ်ဒီတိုင်းနဲ့အလုပ်သမားလည်းငါထမင်းကျွေးလိုက်မယ်တကယ်လို့ငါလူမဲ့ပတ်စံမင်းတို့လှူမှာလားကိုကြည့်တော့လေလိုင်းမှာဖုံးတစ်လုံးနဲ့ဟိုမှာမြန်မာပြည်မှာငတင်လုံးလို့တည်သွားပြီအကြီးကျယ်တွေပေါ့အကြီးစကားကြီးတော့အကြီးတွေပေါ့ကိုကြည့်တော့မြန်မာနိုင်ငံမှာပြိုကျသွားတဲ့အိမ်ကအုတ်တစ်ချောင်းတော့တွက်ဖက်ပေးတာပေါ့နော်လိုင်းမှာတကယ်ဟိုအားချောင်းတယ်တကယ်ကိုမြန်မာနိုင်ငံသားတွေတော်တော်များများဟိုတကယ်စိတ်ပြတ်ဖို့ပါသိလားဘာတွေဖြစ်လဲသိလားဘာတွေဖြစ်လဲသိလားဒီလိုကောင်တွေမြန်မာပြည်မှာတခုခုမဖြစ်ရင်ရေပေးတော့ကလည်းဒီလိုပဲရေပေးတလောက်ဖြစ်နေတို့တွေတလောက်နိုင်ငံမှာမြန်မာနိုင်ငံမှာတလောက်ရေပေးဖြစ်နေတော့ဈေးရောက်နိုင်ပြီတော့ဈေးရောက်လို့လည်းတူရတာလေတချို့ကလာသေးတယ်ဘယ်လိုသလားမလူဘူးလားလှူထားပါတယ်ဘလို့မှပြောလို့မရနောက်ဆုံးဘယ်လောက်ထိလောက်ရတယ်ဆိုတော့အဲ့ရေပေးတော့ဗီဒီယိုရှိတယ်နော်လက်ဘေးမှာရေဘေးကိုလှူထားတဲ့ဒီ celebrity cake တွေဂုံပြူမှတ်တမ်းလောက်အောင်ကျွန်တော်ကွန်ပျူတာဆိုင်မှာတော့ print လုပ်ပြီးလက်ဘေးမှာဆွဲထားတဲ့ဘဝရောက်သွားတယ်နော်အခုလည်းဒီငလင်တော့လည်းအဲ့လိုပဲငလင်မလူလားအဲ့လိုပြောတဲ့လူတွေတို့တကြမ်းမတူသူများတွေကြာဟိုတောင်ပြောမြောက်ပြောရှောက်ပြောပြီးတော့ဟဲ့လားဒီကိုယ့်ကိုဒီမှာအလုပ်လုပ်ပြီးတော့လူကညီမကြီးမှာအမှုပညာရှင်တွေမဟုတ်လားအလူတွေခံတယ်လေအလူခံပြီးတော့သူတို့ရေပေးအတွက်ကူညီငါတို့လည်းအဲ့လိုပဲငါတို့အလူမကန်ဈေးရောက်နေရတဲ့အမြတ်လေးနဲ့ကိုအလုပ်သမားတွေလည်းစားတယ်ငါတို့လည်းစားတယ်လူလည်းလူပြီးတယ်နော်အဲ့ဒါကိုမင်းတို့ဒီအခုလည်းရေပေးဆိုတာမလူလားနဲ့လူသားပါတယ်ပြောလည်းမရအောင်နော်ကိုမြန်မာပြည်သားတွေကအခုမင်းတို့တွေတချို့ကြလို့ချင်းရေရုံမမာတွေရှိတယ်ဒါတော့ကိုမျက်စိတမိတ်အတွင်းကဒါတော့သိကုန်တာမျက်စိတမိတ်အတွင်း10မိနစ်အတွင်းမှာလူအသက်ပေါင်း1000နဲ့1000နဲ့ချီပြီးသိသွားဒါလည်းအသိတရားများအကျွတ်တရားများဆဲမယ်စူမယ်သူများကောမန့်အောက်မှာအောက်တန်းလိုက်ကြတယ်မင်းတို့အဲ့လိုမျိုးကောမန့်အောက်မှာရှောက်ရည်တဲ့လူတွေဘယ်လိုလဲဆိုတော့အောက်တန်းစားရဲ့အောက်တန်းကိုထပ်စားတာမင်းတို့အောက်တန်းစားလို့ခေါ်တယ်မှတ်တာကိုနာမည်ပုံမှန်အောက်တန်းစားတဲ့တော့ပုံထိုးတယ်မင်းတို့ကနော်တခါတည်းမလူလားမလှုပ်လားဘာလို့လားညာဘူးလားနဲ့ခင်ဗျားတမန်အာဇီဝနဲ့ဈေးအောင်နေတဲ့ကိစ္စကိုမင်းတို့ဘာလုပ်နေလဲဈေးအောင်လားနော်လူတိုင်းသူတို့လုပ်တယ်ကုမ္ပဏီရှိတဲ့လူကကုမ္ပဏီသူ့အလုပ်လုပ်တယ်ဈေးအောင်တဲ့လူကသူဈေးအောင်တယ်သူများစီမှာနေတာဆင်းတဲ့လူကသူနေတာဆင်းတယ်လေထမင်းစားဖို့အတွက်လူတိုင်းအလုပ်လုပ်ရတယ်မင်းတို့ကောင်းတယ်မသိလို့ရှိရင်ငလင်လောက်တာအလုံးမလောက်ပဲထမင်းမစားတာငါတို့ကငတ်ပြီးတေးရတော့ပုံတယ်နော်မင်းတို့ကလည်းထမင်းလက်ကျွေးတာမဟုတ်ဘူးလို့ရှိရင်နော်ဒီရမှာတရားတူပါတကယ်အောက်တန်းတာအခုလိုများ